္ဂလာပါ PSEN Post Secondary Educator Fellowship Program Tech for Teacher Project မှာကြိုဆိုပါရစေ။ဒီဗီဒီယိုမှာကတော့ presentation တွေကိုစိတ်ဝင်စားစရာကောင်းအောင်ဖန်တီးနိုင်တဲ့ tools တစ်ခုဖြစ်တဲ့ AHA slide ကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ AHA slide ဆိုတာကလေ့လာနားထောင်တဲ့သူတွေကျောင်းသူကျောင်းသားတွေနဲ့တိုက်ရိုက်အပြန်အလှန်ဆက်သွယ်မှုပြုနိုင်တဲ့ presentation software တစ်ခုဖြစ်ပါတယ်။တယောက်တဲ့သူတွေကနေဖုန်းတွေကိုအသုံးပြုပြီးတော့မေးပေးတာမေးခွန်းဖြေဆိုတာတွေပြုလုပ်နိုင်ပါတယ်။ဒါကြောင့်မလို့ AHA slide ကသင်ကြားရေးနဲ့အစီအဝေးတွေဟောပြောပွဲတွေမှာအသုံးဝင်တဲ့ tools တစ်ခုဖြစ်ပါတယ်။အထူးကအင်္ဂါရက်တွေကတော့ပြည်သက်တရဲ့ချက်သဘောထားကိုချက်ချင်းရယူနိုင်တာ web cloud အတွင်းမြင်နဲ့ပုံဖော်ပြသနိုင်တာပြည်သက်တရဲ့မေးခွန်းတွေကိုလွတ်လပ်လပ်မေးမြန်းနိုင်တဲ့ Q&A session တွေပေါင်းစပ်ဖန်တီးနိုင်တာတွေပဲဖြစ်ပါတယ်။ဒါအပြင်ပျော်ရွှင်စရာကောင်းတဲ့ game တွေညံစမ်းဖြေနည်းပုံစံတွေကိုလည်းခုရဲ့ presentation ထဲမှာထည့်သွင်းဖို့အတွက်ဆိုရင် AHA slide ကိုအသုံးချနိုင်ပါတယ်။ AHA slide ကိုအခမဲ့အသုံးပြုနိုင်တယ်လို့ဒီလိုမျိုးအခမဲ့အသုံးပြုတဲ့အခါမှာဆိုလို့ရှိရင်လည်းကျောင်းသားကျောင်းသူအယောက်50ဦးနဲ့အထိတစ်ပြိုင်နက်တည်းအပြန်အလှန်ဆက်သွယ်နိုင်ပါတယ်။ AHA slide ပြုလုပ်ဖို့အတွက်လိုအပ်တဲ့အဆင့်တွေကိုဆက်လက်ပြီးတော့ရှင်းပြသွားပါမယ်။ AHA slide မှာ presentation တွေဖန်တီးဖို့အတွက်ဆိုလို့ရှိရင် AHA slide account တစ်ခုဖန်တီးထားရမှာဖြစ်ပါတယ်။ AHA slide မှာ account ဖွင့်ပြီးတော့ template တွေကိုရွေးချယ်သုံးချပြီး slide တွေစတင်ဖန်တီးနိုင်ပါတယ်။ AHA slide website ကနေ presentation တွေဖန်တီးပြီးပါပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ presentation ကို QR code ဒါမှမဟုတ်ရင် link ကနေတစ်ဆင့်ရေးသက်ပြီးကျောင်းသားကျောင်းသူတွေကိုမျှဝေနိုင်ပါတယ်။ကျောင်းသားကျောင်းသူတွေကဒီ QR code ဒါမှမဟုတ်ရင် link ကနေတစ်ဆင့်ကိုယ့်ရဲ့ device တွေနဲ့ဝင်ရောက်ပြီးတော့ interactive အပြန်အလှန်ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ presentation slide မှာအပြန်အလှန်ဆောင်ရွက်ထားတဲ့ရလဒ်တွေကိုလည်းဆက်ခွင့်ပေါ်မှာဒီဇိုင်းနဲ့တင်ချက်ချင်းကြည့်ရှုနိုင်ပါတယ်။ဒါဆိုရင် AHA slide account တစ်ခုဘယ်လိုဖွင့်ရမလဲဆိုတာကိုဆက်ပြီးတော့ရှင်းပြသွားပါမယ်။ AHA slide account ဖွင့်ဖို့အတွက်ဆိုလို့ရှိရင်တော့ပထမအဆုံး AHA slide website ကိုသွားပါမယ်။ browser ကနေ ahaslide.com ကိုဝင်ရောက်ရမှာဖြစ်ပါတယ်။အဆင့်1အနေနဲ့ sign up free ဆိုတဲ့နေရာကိုနှိပ်ရမှာဖြစ်ပါတယ်။ account မရှိသေးတဲ့သူတွေအတွက်ဆိုရင်အခမဲ့စတင်ပြီးတော့ဖွင့်လှစ်နိုင်ပါတယ်။ account ဖွင့်တဲ့နည်းလမ်းတွေကတော့ Google account ကိုအသုံးပြုပြီးတော့လည်း account ဖွင့်နိုင်တယ်လို့ Microsoft account ကိုအသုံးချပြီးတော့လည်းဖွင့်နိုင်ပါတယ်။ဒါအပြင် email ကနေတစ်ဆင့် password ထားပြီးတော့လည်း account ဖွင့်နိုင်တဲ့နည်းလမ်းလေးပါဝင်ပါတယ်။ပထမဆုံး browser ကနေ AHA slide ကိုတွားပါမယ်။ Guest tab free sign up ဒီနေရာကနေတစ်ဆင့် account ဖွင့်ပါမယ်။ Google account, Microsoft account ကိုယ်ပိုင် email ကနေတစ်ဆင့်ဖွင့်နိုင်ပါတယ်။ဒါဆိုလို့ရှိရင်တော့ school ကောင့်ကိုရွေးပါမယ်။ teacher ကိုရွေးပါမယ်။ဒီနေရာမှာစပြီးတော့ quiz တွေ boost တွေဖန်တီးလို့ရပါပြီ။ဒါကတော့ AHA slide box ပါ my presentation report template share with me my plan integration ဆိုတဲ့ task တွေကိုတွေ့ရမှာဖြစ်ပါတယ်။ template မှာအရင်တည်းဖန်တီးထားတဲ့ slide တွေကိုလေ့လာနိုင်ပါတယ်။ my plan ကနေတစ်ဆင့်ကိုယ့်ရဲ့အသုံးပြုနေတဲ့ membership plan ကိုကြည့်နိုင်ပါတယ်။ AHA slide ကိုတခြားသော Google slide, PowerPoint, Microsoft Teams ဇွန်တွေမှာလည်း share ပြီးတော့အသုံးပြုနိုင်ပါတယ်။ဒါဆိုရင်တော့ AHA slide account ဖွင့်တဲ့လုပ်ငန်းစဉ်တစ်ခုပြီးဆုံးသွားပြီဖြစ်ပါတယ်။ AHA slide ရဲ့ dashboard မှာပထမဆုံး presentation ကိုစတင်ဖန်တီးလို့ရပါပြီ။ AHA slide ပုံမှာတော့ presentation တစ်ခုစတင်ဖန်တီးနိုင်သလိုနမူနာ presentation template တွေကိုလည်းလေ့လာကြည့်ရှုနိုင်ပါတယ်။ AHA slide ကိုဘယ်လိုအသုံးပြုနိုင်တယ်လဲဆိုလို့ရှိရင်တော့ quiz အနေနဲ့လည်းအသုံးပြုနိုင်သလိုကျောင်းသူကျောင်းသားတွေအစည်းအဝေးတက်ရောက်တဲ့သူတွေရဲ့သဘောထားအမြင်တွေကိုစုဆောင်းဖို့အတွက်လည်းအသုံးချနိုင်ပါတယ်။ဒါအပြင်ပုံမှန် presentation တစ်ခုဖန်တီးတဲ့နေရာမှာအသုံးပြုနိုင်တဲ့ slide တွေဖြစ်တဲ့ heading ထက်တာ list စာရင်းသတ်မှတ်တာပုံတွေထည့်သွင်းတာ QR code တွေထည့်သွင်းတာတွေပါတယ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ new presentation ကနေတစ်ဆင့်သွားမယ်ဆိုရင်တော့ quiz ရဲ့အောက်မှာအမျိုးမျိုးအသုံးချနိုင်တဲ့ slide အမျိုးအစားတွေကိုတွေ့နိုင်ပါတယ်။ match pair, correct order, category အမျိုးအစား slide တွေပါဝင်ပါတယ်။
collab opinion ရဲ့အောက်မှာတော့မဲပေးရွေးချယ်ခိုင်းတာ open ended question word cloud အမျိုးအစား rating scale brainstorm session နဲ့ Q&A session တွေအသုံးပြုနိုင်ပါတယ်။ content ရဲ့အောက်မှာတော့ပုံမှန် PowerPoint slide တစ်ခုဖန်တီးဖို့အတွက် template တွေပါအရင်ထည့်သွင်းပေးထားပါတယ်။ဟုတ်ကဲ့တူတူလိုက်ပါတင်ယူခဲ့တဲ့အတွက်ကျေးဇူးတူတင်ရှိပါတယ်။